အားလုံးပဲမင်္ဂလာပါအခုတင်မဲ့ခေါင်းစဉ်ကတော့ Martian Center ဖြစ်ပါတယ် Martian Center က Excel ထဲမှာပါပြီးသားဒီလို10ကွက်လေးတွေကိုပေါင်းတာပါအခုဒီမှာA3 ပေါ့နော် A3 ကနေပြီးတော့မှ D3 ထိကိုပေါင်းခြင်းတယ်ဒါဆိုရင် A3 B3 C3 T3 လေးခွက်ကိုဆက်လက်မှတ်လိုက်ဒီကြားထဲမှာရှိတဲ့ line လေးတွေကိုဖျောက်ဖို့အတွက် Martian Center ဆိုတဲ့ pattern ကိုသုံးမယ် Martian Center က home တက်ထဲက alignment တွေက Martian Center ပါတစ်ချက်နေလိုက်ဒါဆိုရင်ခုနကဒီကြားထဲမှာရှိတဲ့တားထားတဲ့ line လေးတွေမရှိတော့ဘူး10ခွက်ကလည်းတစ်ခွက်တည်းဖြစ်သွားတယ်အဲ့တော့ဆက်လက်ဖြုတ်လိုက်မယ်နောက်တစ်ခေါက်ပြန်ပြီးတော့အဲ့နေအောင်နှိပ်ကြည့်လိုက်တဲ့အချိန်မှာ A3 တစ်ခွက်တည်းဖြစ်သွားတယ်ပေါ့နော်ဒါဆိုရင်ပြန်ဖြည့်ကြည့်မယ်ပြန်ဖြည့်မယ်ဆိုရင်ဒီ Martian Center ဆိုတဲ့ pattern ကိုပဲနှိပ်ပြရမယ်ဒါဆိုရင်တော့သူကတစ်ခွက်ချင်းစီပြန်ဖြစ်သွားတယ်ပေါ့နော်အဓိကကတော့ကိုလိုတဲ့လောက်ကိုဆက်လက်မှတ်ပါဆက်လက်မှတ်ပြီးသွားရင် Martian Center ကိုနေမယ်ဒါဆိုအဲ့ကွက်လေးတွေကပေါင်းသွားတာကိုတွေ့ရမယ် Martian Center နဲ့တွဲပြီးတော့သုံးတာကတော့ all border ရှိမယ် shading ရှိမယ်ပေါ့နော်စာရိုက်ကြည့်မယ်ဆိုရင်သူက March လို့ပြောတဲ့အတွက်ပေါင်းသွားတယ် Center လို့ပြောတဲ့အတွက်ကြောင့်အလယ်မှာနေရာချပြီးတာဖြစ်ပါတယ်စာရိုက်ပြီးရင်တော့ keyboard ကနေ enter ခောက်ပြီးတော့မှအဆုံးသတ်ပြရပါတယ်ဒါ Martian Center ပါပြန်လေ့ကျင့်ပေးပါ